ကားအမာခံထားရင်ဘလို့ပျက်စီးဆုံးရှုံးမှုတွေကနေအကာအကွယ်ရနိုင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ကားအမာခံတစ်ဆောင်မှာ basic စပြီးတော့မှအမာခံထားလိုက်ပြီဆိုတာနဲ့ဘာတွေအကာအကွယ်ရမလဲပထမဆုံးတစ်ခုကတော့မတော်တဆကားတိုက်ခိုက်မှုတွေကနေပြီးတော့အကာအကွယ်ရမယ်ဒုတိယတစ်ခုကကြတော့ဆက်ချို့ရွေးပြီးတော့ကားတိမ်မောက်တာတွေထိခိုက်မိတာတွေဖြစ်တာမျိုးတွေရပဲနောက်တစ်ခုကတော့ဒါဆက်ကြောင်မဟုတ်ဘဲနဲ့တခြားဖြစ်တဲ့ဥပမာတာယာတွေကြောင့်တာယာသွားရင်းနဲ့တာယာပွင့်သွားပြီးတော့မှဒိန်းသူဖြစ်တယ်အခုငလင်မှာဆိုရင်လေကိုကသွားနေတာပဲသူကသူငလင်လှုပ်လို့အောက်ကကြောက်တုံးတွေကထွက်လာပြီးတော့ကားပလက်လန်သွားတယ်အဲ့လိုမျိုးတွေအတွက်လေအကာအကွယ်ဖြစ်တယ်နောက်တစ်ခုကတော့တဘာဝဘေးမှာမူးကျူးပစ်လိုက်တယ်တဘာဝဘေးကိုကတတ်ဝယ်ထားတဲ့ထဲမှာတော့မပါဘူးမူးကျူးပစ်လိုက်တယ်ကားမီးလောင်သွားတယ်ကားမူးကျူးပစ်လို့မီးလောင်တာမျိုးတွေကားဝါယာရှော့ဖြစ်ပြီးမီးလောင်တာမျိုးတွေဒါမှမဟုတ်ပြင်ပကနေပြီးတော့မှမီးကူးချက်ပြီးလောင်တာမျိုးတွေအဲ့ဒါတွေအကာအကွယ်ပေးပါတယ်နောက်ပြီးတော့ကားကိုတနေရာကနေတနေရာရွှေ့ပြောင်းတဲ့အချိန်မှာကုန်းလန်းနေပဲဖြစ်ဖြစ်ရေလန်းနေပဲဖြစ်ဖြစ်ဒါမှမဟုတ်နိုင်ငံခြားမှာတော့ရှိအောင်နော်ဒလီကားလိုဟာမျိုးသူကကပတ်ခင်အဲ့လိုဟာမျိုးတွေနဲ့ရွှေ့ပြောင်းနေတဲ့အချိန်မှာကားထိမိခိုက်မိဖြစ်သွားခဲ့ရင်လည်းပျက်စီးတာမျိုးဆိုရင်လည်းအကာအကွယ်ပေးပါတယ်ဒါလေးတွေကတော့ basic ကာဘာမှာပါတဲ့အချက်လက်ကလေးဖြစ်ပါတယ်ဒါမိတ်ဆွေတို့လည်းတီးပြီးသားသူတွေကတော့ကိစ္စမရှိပါဘူးမတီးသေးတဲ့သူတွေတော့ဘ ഹു တုဒအနေနဲ့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ